ဒီဘက်ခြေတော့ကိုအရင်ဆိုင်ရမှာဒီစိတ်ကြောက်လုပ်ပေးပါတော့အပူးနော်လေချိုးလေးသွားသေးလားမလဲဥစားပါလေးပြန်စီပြီးပါလိုက်ပြီးတယ်ဟင်ငယ်တော့သမီးတစ်ခေါက်ဖြစ်တယ်လားဟုတ်တယ်နော်ငယ်တော့သမီးတော့ဆရာခဏလေးစမ်းကြည့်မယ်နော်ဘုံကြီးလေးလွှဲတာခဏလေးစမ်းကြည့်မယ်နော်နော်ဒီကြာနော်ကြာဆင်းစောတာကြာကဲနာတော့စီတော့စီကြာသွားပြီမလဲဒီကခုနဒီကမကွေးနေဘူးခဏနေကွေးနေဘူးဒီဘက်ကွေးဒီဘက်ကလိုက်ကွေးတယ်လူရဲ့တဘာဝဟိုဘက်ကကွေးဒီဘက်ကလိုက်ကွေးတယ်နော်နည်းနည်းကောင်းကြီးလေးပြန်ဟာမိုးလည်းပြီးပြီနော်ဒီကြာသွားပြီဒီမှာဒီလိုလေးချော်နာနော်ဒီလိုလေးချရတော့ကြာသွားပြီသူ့ခွက်တဲ့သူရောက်တယ်နော်ဟုတ်တယ်ပေါ့ဒီလိုလေးချော်နေတာသူကဒီလိုလေးကြာသွားခွက်တဲ့ရောက်တယ်နော်ပြေးရတယ်မလုပ်နဲ့နော်ကြာတယ်ဒီနေ့ကမှဒူးထောက်ထိုင်လိုက်တာဘယ်လိုဖြစ်တာလဲလဲဒူးထောက်ထိုင်လိုက်တာဒီမှာဒူးထောက်ထိုင်လိုက်တာဆရာကြီးကျွန်တော်မကားပါမယ်သမီးတို့ကဖုန်းကြောင်းနဲ့အိတ်တာသူကအိတ်ဆရာပြောကားလာနေကြမှာလာပြောဆရာဒူးစစ်ပြုတ်ဝင်အောင်လို့ဒီကိုပြလိုက်တယ်ဆရာတစ်ခေါက်လိုက်တာဒါကြောင့်ဒီကပိတ်ဒီဘက်ကမဟုတ်တော့မကြည့်ဘူးဒီဘာလို့ပဲနေရဘာကင်းကောင်းနေနေတာဘာလို့ပဲเราจะสิแบบဟုတ်တယ်ရှေ့ဘက်ကနေကြောက်မလုပ်တာဟုတ်ဘာကပဲဒီနေနော်ခိဘာမျိုးအဲလိုမထဲနဲ့မလို့ဒီနေ့ဒီခုအေးရပြီဒီပြောက်တော့နော်ဟုတ်လားဘာဖြစ်တော့သူကပြေးလို့နေနာပြေးလိုက်တော့အခုပြေးတော့လို့ပြီးမှချက်ချင်းကောင်းတော့မှာအေးပါကြောက်နော်ပြေးရမလားပြေးတော့နော်လဲပါလားဟိုရအကျော်ဟန်တော်လို့မရဘူးတအားနာလားလူပေါ်တင်နေလူကထွားတာဆို7နှစ်ကျော်7နှစ်ပဲရှိတယ်ဟောအေးမိုးနဲ့တော့ကောင်းပါပြီနာမကတိကြည့်လိုက်နော်ဟုတ်ကဲ့ဆေးလိုက်ပါညသမီးနည်းနည်းအေးရင်ပဲပြည့်နေနားလေးဝင်ပါအမြင်မနဲ့ချက်ကြတော့နေနော်